ကျောင်းတက်ရဲ့ပထမဆုံးနေ့မှာတင်ဒီမိန်းကလေးကတတန်းလုံးရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ခဲ့တယ်။ဒါပေမဲ့အားလုံးအံ့ဩသွားရတာကတော့သူမဟာတကယ်တော့ယောက်ျားလေးတစ်ယောက်ဖြစ်နေလို့ပါပဲ။တရက်မှာတော့အဲ့ဒီကောင်လေးနိုးလာတဲ့အခါသူဟာမိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားတာကိုသိလိုက်ရတယ်။သူ့ဘေးမှာလည်းစကားပြောနိုင်တဲ့အယုတ်တရုတ်ရှိနေခဲ့တယ်။အဲ့ဒီအယုတ်ကသူ့ရဲ့လက်ကောက်လင်းလာတဲ့အချိန်တိုင်းသူဟာမိန်းကလေးဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ပြောပြခဲ့တဲ့ကောင်လေးကလုံးဝမယုံကြည်ပဲအယုတ်ကိုဆွဲယူပြီးဗီဒီယိုပေါ်ကိုပြစ်တင်လိုက်တယ်။သူကအိမ်မက်မက်နေလုံးမဲ့လို့ထင်ပြီးလက်အိပ်ရာကနေပြန်အိပ်ပျော်သွားခဲ့တယ်။နောက်တစ်ချိန်ပြန်နိုးလာတဲ့အခါမှာတော့သူဟာယောက်ျားလေးဖြစ်ပြန်ပြောင်းသွားတာကိုတွေ့လိုက်ရတယ်။ကျောင်းသွားမဲ့လမ်းမှာကောင်လေးဟာသူတစ်ဖက်သက်ကြိုက်နေရတဲ့မိန်းကလေးနဲ့မမျှော်လင့်ပဲဆုံးခဲ့တယ်။သူတို့နှစ်ယောက်စလုံးပတ်စကားလွတ်သွားခဲ့ပြီမဲ့လည်းကောင်လေးကတော့သူမဘေးမှာရက်နေရလို့ပြောနေတော့မှာပဲ။အဲ့ဒီအချိန်မှာပဲသူ့လက်ကောက်ကရုတ်တရက်လင်းလာခဲ့တယ်။အယုတ်ပြောခဲ့တာကိုတတိယသွားပြီးပတ်စကားရောက်လာတဲ့အချိန်မှာကောင်လေးဟာမြန်ပဲသွားဖုံးလိုက်တယ်ပြီးတော့သူဟာတကယ်ပဲမိန်းကလေးတစ်ယောက်ဖြစ်ထပ်ပြီးပြောင်းလဲသွားခဲ့ပြန်တယ်။အဲ့ဒီအယုတ်ကိုအဲ့ဒီမိန်းကလေးကသူ့ကိုပေးခဲ့တာလို့တွေးမိပြီးကောင်လေးဟာအကြောင်းစုံကိုမေးမြန်းဖို့အတွက်သူမရဲ့အကြောင်းကိုပြောင်းရွှေ့ခဲ့တယ်။ဒါပေမဲ့သူရောက်သွားတဲ့အခိုက်အတန့်မှာပဲအတန်းဖော်တွေကသူ့ကိုဝိုင်းအောင်လာကြတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီမိန်းကလေးကရုတ်တရက်ရောက်လာပြီးကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဆိုတဲ့သူမရဲ့ယာရုကိုတုံးပြီးဇဝေဇဝါဖြစ်နေတဲ့ကောင်လေးကိုခေါ်ထုတ်သွားခဲ့တယ်။မိန်းကလေးကသူ့ကိုပြောပြတယ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌလုပ်တာကစင်ကြီးတက်တက်ပဲဖြစ်ပြီးသူမကသူနဲ့နှစ်ယောက်တည်းရှိချင်လို့ပါတယ်။အဲ့ဒီနောက်မိန်းကလေးကသူ့ကိုချက်ချင်းပဲဖတ်လိုက်ပြီးသူမရဲ့ခံစားချက်တွေကိုဖွင့်ဝင်ခံခဲ့တယ်။ဒါပေမဲ့ကောင်လေးကသူမကိုပြန်ဖတ်ဖို့လှုပ်လိုက်ရုံရှိသေးသူ့ရဲ့လက်ကောက်ကရုတ်တရက်ပြန်လင်းလာပြန်တယ်။ကြောက်လန့်သွားတဲ့ကောင်လေးဟာအဲ့ဒီနေရာကနေအမြန်ထွက်ပြေးခဲ့တယ်။သူဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲလက်ကောက်ကရုတ်တရက်လင်းလာရက်သွားခဲ့တယ်။အတန်းဖော်မိန်းကလေးတစ်ယောက်ရုတ်တရက်ပေါ်လာပြီးသူမကလင်းနေတဲ့လက်ကောက်ကိုတည်ငြိမ်သွားအောင်ကူညီပေးခဲ့တာပါ။ကောင်လေးတန်းထဲကိုပြန်ရောက်တဲ့အခါဂျာနယ်လစ်စင်ကလပ်ကစီနီယာအမတ်တစ်ယောက်ရုတ်တရက်ရောက်လာပြီးထုံးစံတိုင်းပဲအင်တာဗျူးလုပ်ဖို့အတွက်ကြောင်းပြောင်းလာတဲ့ကျောင်းသားကိုခေါ်သွားခဲ့တယ်။ကောင်လေးဟာအဲ့ဒီအင်တာဗျူးကအရှက်ရစရာမေးခွန်းတွေနဲ့ပြည့်နေလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူး။နောက်တစ်ရက်မှာတင်ကောင်လေးကမိန်းကလေးတွေကိုကြိုက်တတ်တယ်ဆိုတဲ့အင်တာဗျူးသတင်းဟာကျောင်းကမိန်းကလေးတိုင်းရဲ့လက်ထဲကိုပြန့်နှံ့သွားခဲ့ပါတော့တယ်။မမျှော်လင့်ပဲအတန်းကောင်းဆောင်ကကောင်လေးရဲ့ရေပန်းစားမှုကိုတုံးပြီးပတ်စံရှာဖို့အထိလုပ်ခဲ့တယ်။ဒါဟာရေတွက်လို့မရတဲ့မိန်းကလေးတွေကိုချက်ချင်းပဲဆွဲဆောင်နိုင်ခဲ့ပြီးသူတို့အားလုံးကကောင်လေးကိုခံစားချက်တွေလာရောက်ဖွင့်ဟကြပါတော့တယ်။ကုကေရမဲဖြစ်နေတဲ့ကောင်လေးဟာတိတ်တဆိတ်ထွက်ပြေးဖို့ကလွယ်လို့အခြားမရှိတော့ပေမဲ့ချက်ချင်းပဲအမိခံလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီမိန်းကလေးကရုတ်တရက်ပေါ်လာပြီးအင်တာဗျူးစာရွက်တွေကိုစုပ်ဖြတ်ပစ်ကလူတိုင်းရဲ့ရှေ့မှာသူ့ကိုကာကွယ်ပေးခဲ့တယ်။ဒါပေမဲ့သူတို့နှစ်ယောက်တည်းရှိသွားတဲ့အချိန်မှာတော့မိန်းကလေးကသူ့ကိုနောက်တစ်ချိန်ခံစားချက်တွေထပ်ပြီးဖွင့်ဝင်ခံခဲ့ပြန်တယ်။